Ok, alo em mình là ba, chúng nó rồi xin cô này mình về phía bà đấy, chúng nó cũng biết trên đây trong nhà rồi, chúng nó đi, yang vậy được cô nó perfect phía bộ rồi, bà đi tiếp bộ lule rồi trong chúng nó xem nhà bên mặt phía bà đấy, cái này chúng nó đi yang vậy lâu đến nhà mà nó, yang tu về tu nào sẽ long hà, bây giờ những chỗ này này xin xia mình luôn, nó bây giờ nhà về bộ mặt sẽ đem mặt ra thế nào là xia, bây giờ những chỗ này này xin rồi chúng nó đi, tại sao xin đi để tu phía mình nó, tu đi ở trên này này cái, yêu mà hậu để tu nó, sinh mình này tu mà phía, nó tại đi ở trên này nàyဥပဒေတရားရပါတော့တားမြစ်ခြင်းမခံရတဲ့သူဖြစ်ရမယ်လို့ပေါ့နော်ကြားထမ်းထားတယ်โอเคဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့တွေရောင်းတဲ့သူအနေနဲ့ပေါ့နော်ဒီမြေခွက်နဲ့ပတ်သက်ပြီးဝယ်တဲ့သူကိုပုံမှန်လင်းလင်းပြောဖို့လိုတယ်နော်ကိုရောင်းလိုက်တဲ့မြေခွက်မှာအပြည့်အနာစာရှိရဆိုရင်အဲ့ရှိတဲ့အကြောင်းကိုဝယ်သူကိုပုံမှန်လင်းလင်းပြောပြီးတော့မှရောင်းရမှာဖြစ်တယ်လို့နော်ပစ္စည်းလက်ပြောင်းရဲ့အဥပဒေပုံမှာ55တစ်ကာဒီမှာပြဋ္ဌာန်းထားတာရှိရပေါ့နော်အဲ့လိုပဲဝယ်တဲ့သူကလည်းကိုဝယ်မဲ့မြေခွက်ကပေါ့နော်ကြောင်းမြဲရတဲ့နာရီဖြစ်ထုံးမယ်ဆိုတော့ကိုကကြိုသိနေဆိုရင်နောက်တဲ့သူကိုကိုကပုံမှန်လင်းလင်းပြောပြီးတော့မှเนาะတန်ရာတင်ကြီးပေးပြီးတော့ဝယ်ရမှာဖြစ်တယ်လို့ပစ္စည်းလက်ပြောင်းချင်းအဥပဒေပုံမှာ55ခါကြီးမှာပြဋ္ဌာန်းထားတာရှိရပေါ့เนาะโอเคကျွန်တော်တို့အယောင်းဝယ်လုပ်တယ်ဆိုတော့ပုံမှန်လင်းလင်းပြောရရင်ငွေကြီးလိုတယ်ပေါ့เนาะအဖိုးဆန္ဒပါရှိရမယ်လို့ပေါ့เนาะပြည်ညာဥပဒေပုံမှာ2ခါကြီးမှာပြဋ္ဌာန်းထားတာရှိတယ်ဒီလိုမျိုးဆရာကြီးအဖိုးဆန္ဒမပါဘူးဆိုရင်ရောဆိုရင်အဖိုးဆန္ဒမပါတဲ့စာချုပ်တွေဟာပြက်ပြယ်တယ်ပေါ့เนาะအယောင်းဝယ်စာချုပ်မှာဆိုရင်အဖိုးဆန္ဒမပါရင်ပြက်ပြယ်တယ်လို့ဒီညအဥပဒေပုံမှာ25မှာပြဋ္ဌာန်းထားတာရှိတယ်။ Okay တောက်ထအနေနဲ့ပေါ့နော်။ရောင်းတဲ့သူကကိုပိုင်တဲ့မြေခွက်ကိုအမှန်တကယ်ပိုင်တဲ့သူဖြစ်ရမယ်။ဒါမှမဟုတ်ရင်လည်းပိုင်ဆိုင်ခွင့်လက္ခဏာရှိတဲ့သူဖြစ်ရမယ်လို့ပေါ့နော်။ပစ္စည်းလက်ပြောင်းခြင်းအဥပဒေပုံမှာ41မှာပြဋ္ဌာန်းထားတာရှိတယ်။ပြောချင်တာကိုမြေခွက်မဟုတ်ဘဲနဲ့ကိုကတွားရောင်းလို့မရဘူးနော်။အဲ့လိုပဲကိုကအမှန်တကယ်ပိုင်တယ်ဆိုရင်ဒီမြေခွက်နဲ့ပတ်သက်ပြီးကိုကလွဲပြောင်းရောင်းချပိုင်ခွင့်အပြည့်အဝရှိတဲ့အကြောင်းကိုပေါ့နော်။ဝန်ခံတဲ့ဂတိစကားတွေကပေါ့နော်ဝယ်သူအပေါ်မှာရင်းညင်ဘယ်လိုပြောရမလို့ကိုကအာမခံတဲ့သဘောပေါ့ဒီမြေခွက်နဲ့ပတ်သက်ပြီးကိုကလွဲပြောင်းရောင်းချပိုင်ခွင့်ရှိရဆိုတဲ့အကြောင်းကိုကဂတိဝန်ခံချက်တွေပေးထားတယ်ဆိုရင်ဒီမြေခွက်နဲ့ပတ်သက်ပြီးရောင်းဝယ်မပြီးမရှင်းပေါ့နော်ဒီစုံတစ်ဦးကနေပြီးတော့မှလာကန့်ကွက်တာရှိတယ်နောက်ချက်ပေးရတယ်ရှင်ကိုကတိုင်ခံတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးရမယ်တာဝန်ရှိတယ်လို့နော်ဒီစီလက်ပြောင်းရင်အဥပဒေပုံမှာ55နှစ်မှာပြဋ္ဌာန်းထားတာရှိတယ်โอเคကျွန်တော်တို့တွေအဲ့လိုပဲကိုကဒီမြေခွက်ကိုအမှန်တကယ်ပိုင်တဲ့သူဖြစ်မှလည်းကိုရောင်းလိုက်တဲ့ပစ္စည်းရဲ့ပုံမှာနော်တန်ဖိုးပေါ့ကိုရောင်းလိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးကိုပြန်တောင်းလို့ရမှာပြောချင်တာကိုကမြေခွက်ပေးရဆိုရင်ဒီမြေခွက်နဲ့တန်ကြီးရှိရဲ့ငွေကိုဝယ်သူစီကနေကိုကတောင်းပိုင်ငွေရှိရဲ့လို့ပေါ့နော်ပစ္စည်းလက်ပြောင်းရဲ့အဥပဒေပုံမှာ55 4ခါဝေးမှာပြဋ္ဌာန်းထားတာရှိတယ်โอเคကျွန်တော်တို့တွေကပေါ့နော်ထားပါတော့ဒီစာချုပ်ကျုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့သတ်မှတ်ထားတဲ့ရက်မှာပေါ့နော်သတ်မှတ်ထားတဲ့ရက်မှာရောင်းတဲ့သူအနေနဲ့ပေါ့နော်ဆက်ပြီးတော့မှနော်မရောင်းတော့ဘူးဆိုရင်ဆရာငွေပေးရမယ်အပြင်ရော်ကြီးကိုလည်းပေးရမယ်ဆိုတဲ့အကြောင်းအဲ့လိုပဲဝယ်တဲ့သူကလည်းဆက်ပြီးတော့ပေါ့နော်မဝယ်တော့ဘူးဆိုရင်ကိုပေးထားတဲ့ဆရာငွေတွေဆုံးရှုံးခံရမယ်အကြောင်းပေါ့နော်ကိုကစာချုပ်ထဲမှာထည့်ရေးထားတယ်ဆိုရင်ရေညံဥပဒေပုံမှာ84အရာပေါ့နော်စာချုပ်မှာပါတဲ့အတိုင်းပဲတကယ်ဆုံးရှုံးခံရမှာဖြစ်တယ်တကယ်ပဲအမှဆရာငွေ2ဆဆိုရင်2ဆရောရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တွေကပေါ့နော်မရှင်မပြောင်းနိုင်တဲ့ပစ္စည်းကိုပုံနေမှုလိုရလို့နော်ပစ္စည်းလည်းပြောင်းရဥပဒေပုံမှာ54မှာပြဋ္ဌာန်းထားတာရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုဝယ်လိုက်တဲ့မြေခွက်ကပေါ့နော်တန်ဖိုးဘယ်လောက်ရှိလဲနော်သိကြပါတယ်ခုခေတ်အနေထားနေဆိုရင်သိကြပါမပုံနေရတယ်များပါတယ်အဲ့တော့ကျွန်တော်တို့သိကြပါမြေခွက်ဝယ်မယ်ဆိုရင်မပုံနေစာချုပ်ချုပ်မှာတရားဝင်တာဖြစ်ပါတယ်နော်အဲ့လိုပဲမပုံနေစာချုပ်ချုပ်ဖို့ဆိုရင်ကျွန်တော်တို့လိုအပ်တဲ့အချက်တွေကပေါ့နော်နံပါတ်1အနေနဲ့ကျွန်တော်စီးပင်မှာရောင်းဝယ်မြေပုံကူရမယ်ဒုတိယတစ်ချက်အနေနဲ့အခွန်ဆောင်ရမယ်နော်အခွန်ဆောင်နေဆိုကျွန်တော်ဒဇေကောင်းပေါ့နော်ကျွန်တော်ဥပဒေဆောင်မှာတော့ဒဇေကောင်းခွန်ကက်ရမယ်လို့ပါတယ်ဒါတော့အခွန်ဆောင်ပြီးတော့ဒဇေကောင်းကက်တာပေါ့နော်တတိယတစ်ချက်အနေနဲ့ကျွန်တော်ပကားစာချုပ်လို့ခေါ်တယ်ပေါ့နော်မပုံနေစာချုပ်ချုပ်ဆိုတာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့အရောင်းဝယ်ရ perfect ဖြစ်သွားပါပြီဟုတ်ကဲ့